အမျိုးသားတစ်ယောက်ဟာနေမကောင်းဖြစ်နေတဲ့သူကြီးစားမလေးစီလူမမာမေးဖို့ရောက်လာခဲ့ပါတယ်။ဒါပေမဲ့စောက်အောက်ထဲမှာအကောင်ကြီးမွေအမီးကြီးတစ်ချောင်းကိုမမျှော်လင့်ပဲတွေးလိုက်ရပါတော့တယ်။အနီးအနားမှာမွေကြီးတစ်ကောင်ဝဲတိုင်လည်နေတတ်တာကိုတတိယသွားပြီးသူ့ကောင်မလေးကိုငွေကြီးရပတ်ထားတယ်လို့ပဲသူထင်သွားခဲ့တာပါ။ကြောက်လန့်တကြားနဲ့ပဲအဲ့ဒီအမျိုးသားဟာခြေဦးတရထွက်ပြေးသွားခဲ့ပါတော့တယ်။ကောင်မလေးခမများလည်းရင်ခွဲမတက်ခံစားရပြီးငါတို့ဘလောက်ပဲချစ်ခဲ့ကြပါစေဦး။ငါရဲ့တကယ်ရုပ်သွင်းမှန်ကိုသိသွားတဲ့တနေ့မှာတော့သူလဲငါ့ကိုသွေးနဲ့စွန့်ပစ်သွားမှာပဲဆိုတာကိုနားလည်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှတင်ပဲအဲ့ဒီအမျိုးသားဟာဆေးမြစ်တွေရေတွေနဲ့ပြန်ရောက်လာခဲ့ပါတယ်။အားနည်းနေတဲ့မွေတွေဟာအင်အားပြန်ပြေးဖို့အတွက်ရေနဲ့ပိုးစာရွက် mulberry leaves တွေလိုအပ်တယ်ဆိုတာကိုသူစာအုပ်ထဲမှာဖတ်ဖူးထားလို့ပါအမျိုးသားဟာကောင်းမလေးနားမှာတညလုံးမအိပ်ပဲစောင့်ရှောက်ပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကောင်းမလေးကရေတွေလဲတောက်ပိုးစာရွက်တွေကိုလည်းကုံအောင်စားထားတာကိုတွေးလိုက်ရလို့သူဟာပိုးစာရွက်တွေထက်ရှာဖို့အပြင်ကိုချက်ချင်းပြန်ထွက်လာခဲ့ပါတယ်။လန်ခီမှာတော့ရွာသားတွေကမွေမြောက်တကောင်ကိုဖမ်းမိထားတဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။သူ့ကောင်မလေးဖြစ်နေမလားဆိုပြီးစိတ်ပူဇော်ဇောနဲ့သူအပြေးလွှားသွားကြည့်မိတဲ့အခါကက်လန့်ကအိမ်လောင်အိမ်ထဲမှာပိတ်လောင်ခံထားရတဲ့တနာစရာမိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူပြန်လဲထွက်ဖို့လုပ်တဲ့အချိန်မှာပဲရွာသားတွေကအဲ့ဒီမိန်းကလေးကိုနှိပ်စက်ညှဉ်းပန်းပါတော့တယ်။သူကဝင်ကယ်ဖို့စူးစမ်းခဲ့ပေမဲ့ရွာသားတွေရဲ့မောင်းထုတ်ခြင်းကိုခံလိုက်ရတာမို့တတိုင်းတစ်ခုရဲ့နောက်မှာပုံပြီးရွာသားတွေထွက်သွားမဲ့အချိန်ကိုစောင့်နေခဲ့ပါတယ်။သူကောင်မလေးကိုမကယ်တင်ခင်မှာကောင်မလေးလက်ထဲကပေါက်စီကိုယူလိုက်ပြီးပိုးစာရွက်တွေနဲ့လဲပေးလိုက်ပါတယ်။ပြီးတော့ဒဏ်ရာရထားတဲ့မွေတွေကပိုးစာရွက်စားရင်အနာကျက်မြန်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးရဲ့တုံ့ပြန်ပုံကတော်တော်လေးထူးဆန်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရွာသားတွေကသူတို့ကိုအရက်မျက်နှာအနှံ့ကနေဝိုင်းထားလိုက်ပါပြီးတကယ်တော့ရွာသားတွေကစိတ်သဘောထားကောင်းတဲ့သူတွေကိုမြားခေါ်ပြီးငွေညစ်ဖို့အတွက်အဲ့ဒီမိန်းကလေးကိုမြွေးမြော်အယောင်ဆောင်ခိုင်းထားတာဖြစ်နေလို့ပါအမျိုးသားကရုန်းကန်မှုစူးစမ်းခဲ့ပေမဲ့အလွယ်တကူပဲဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ကောင်လေးရဲ့ကျင်နာတတ်မှုကိုစိတ်လှုပ်ရှားသွားတဲ့အဲ့ဒီအယောင်ဆောင်မိန်းကလေးကကြောက်ခဲတစ်လုံးကိုကောက်ကင်ပြီးသူ့ကိုကယ်တင်ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းအမှောင်ထဲမှာပုံအော်ဆောင်ကြည့်နေတဲ့သူ့ရဲ့ရည်စားမလေးကသူတို့ကိုလိုက်ဖမ်းနေတဲ့သူတွေအကုန်လုံးကိုသတိလစ်သွားအောင်ရိုက်နှက်ပြီးကယ်ထုတ်ပေးခဲ့ပါတယ်။နောက်တော့ကောင်လေးဟာပိုးစာရွက်တွေထပ်ပြီးယူလာခဲ့ပြန်ပါတယ်။ကောင်မလေးကတော့သူ့ရဲ့မွေအမီးကိုအထင်ရှားပြပြီးသူ့ကိုငြိမ်ငြိမ်လေးစောင့်နေခဲ့ပါတယ်ပြီးတော့ရှင်ကျမကိုမကြောက်ဘူးလားလို့မေးလိုက်ပါတယ်။မွေကြီးကအေးဆက်ဆက်လေတံနဲ့ရှင်သာကျမအပေါ်ပေးထားတဲ့ကတိကိုဖျက်ရင်တော့ရှင့်ကိုတလုတ်တဲနဲ့မျိုးချပစ်မယ်လို့ပြောလိုက်ပါတော့တယ်။